ပြတ်ထဲမှာအယောင်တောက်သူတွေကိုဖားတယ်တော့ကြောက်ခင်ကြီးခက်ပြတ်ထဲမှာချမ်းသာနေသူတွေလက်ယူတွေကိုတောက်တော့မကြမ်းပါတဲ့နိုင်ငံမှာချမ်းသာလာတာဟာရိုးသားရဲ့လားခက်ပြတ်ထဲမှာလွတ်တတ်တဲ့လူငယ်တိတ်ကိုတန်ဖိုးမဲ့လွန်းတယ်အယောင်မတောက်တော့တဲ့ကျယ်ဒီမှာအများကြီးကွာမင်းတို့မေမေမင်းတို့ကိုစာနာဘူးတရားတွေထပ်မပေးလိုက်တာနိုင်ငံတော့ရှင်းတာကြကောင်းတယ်ခက်ပြတ်ထဲမှာကိုးကွယ်တယ်ခင်ဗျာဘာတရားမှမရှိဘူးကြော်ဝဲလို့ကြောခွဲအောင်ရိုက်နေတဲ့အချိန်ရုပ်ပြမှာတော့ချပြီးပြောလူတော်တွေကရိုးမပေါ်မှာကွာတနတ်တန်နေချားမှာဘယ်နဲ့တွေတချင်းဆိုရတယ်လဲတရားနဲ့ငှက်စိုးတွေပဲခိုးမှာပေါ့ခစ်ကောင်းမှအချစ်ကြောင်းပြောနေရိုးရိုးခါလေရှင်နာလို့ခံစားချက်တွေထတာអော်နေရတယ်အချစ်ကစစ်ကပေါ်ရဲကြီးနေလို့လက်ရည်ကြတာအယိုးပြောင်လည်းမဟုတ်ဘူးလက်ရည်ပင်လည်းမှာငါတို့အတူတူဒုက္ခလေကြီးနဲ့တူးကြမယ်ခစ်ပြတ်ထဲမှာတောက်ပါလို့ကောင်းတာဆိုလို့တော်လာရေးပဲရှိတယ်အယိုးရင်အခင်ယိုး